သားသမီးမရနိုင်တာကြောင့်ဆိုင်ကဝင်တဲ့မလေးကိုပဲစာချုပ်စာတမ်းနဲ့မွေးစားလိုက်ရတဲ့မင်းသမီးမြတ်သူလောကကြီးမှာအယံလိုချင်မှရနဲ့မရနိုင်တဲ့တန်ဖို့အကြီးမားဆုံးအရာကတော့သားသမီးရတနာပဲဖြစ်ပါတယ်။ကိုရိုင်းကစိန်ရွှေရတနာဆိုင်ကြီးကိုပိုင်ဆိုင်ထားတဲ့တတိမကြီးဖြစ်ပေမဲ့လောကကြီးမှာတန်ဖို့အရှိဆုံးသားသမီးရတနာကိုမရနိုင်တာကတော့မင်းသမီးမြတ်သူပါ။ဒါကြောင့်မလို့အရင်စိတ်ညစ်နေရတဲ့မင်းသမီးမြတ်သူကလည်းသူမရဲ့ဆိုင်မှာရှိနေတဲ့ဝန်ထမ်းကောင်မလေးကိုပဲကိုရဲ့သားသမီးအရင်အဖြစ်တရားဝင်စာချုပ်စာတမ်းနဲ့မွေးစားခဲ့ရပြီဖြစ်ပါတယ်။ဆိုင်ကဝန်ထမ်းမလေးကအသက်ငယ်ရွယ်တော့တာလည်းမဟုတ်ပဲအရွယ်ရောက်ပြီးသူတယောက်ဖြစ်ပါရဲ့နဲ့မွေးစားခဲ့တဲ့ကိစ္စမှာပရိသတ်တွေလည်းတော်တော်လေးအံ့ဩခဲ့ရပါတယ်။ပုံမှန်ဆိုရင်ရင်သွေးငယ်လေးတွေကိုသာမွေးစားထက်ကြပြင်မဲ့မြတ်သူရဲ့ဆုံးဖြတ်ချက်ကတော့အံ့အားသင့်စရာပါပဲ။မြတ်သူကတော့ပရိသတ်တွေရဲ့ပြောဆိုချက်တွေကိုဂရုစိုက်မနေပဲဝန်ထမ်းကောင်မလေးရဲ့အိမ်ကိုကိုယ်တိုင်သွားပြီးမိဘတွေနဲ့တွေ့ဆုံကတရားဝင်မွေးစားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ကောင်မလေးရဲ့မိဘတွေကလည်းသူတို့ရဲ့သမီးကိုရရရိုးရိုးနဲ့ကိုပေးခဲ့တာဖြစ်ပါတယ်။မြတ်သူလိုမျိုးနိုင်ငံကျော်ထိပ်တန်းမင်းသမီးဖြစ်တယ်လို့အင်မတန်ချမ်းသာတဲ့တထေးမကြီးရဲ့အမွေစားအမွေခံသမီးအရင်ဖြစ်ရမှာမလို့ဘသူကမှလည်းကန့်ခွက်ခြင်းမရှိပါဘူး။မြတ်သူကတော့သူမကိုယ်တိုင်ရင်သွေးလေးမရနိုင်ပေမဲ့အားကိုးရတဲ့သမီးတစ်ယောက်ကောက်ရခဲ့တဲ့အတွက်အယံဝမ်းသာနေရလို့ဆိုပါရယ်။ကြားရင်မကသူမကဆိုင်မှာရှိနေတဲ့ဝန်ထမ်းတွေအားလုံးကိုမွေးစားဖို့အတွက်ဆုံးဖြတ်ခဲ့တယ်လို့လည်းအံ့ဩစရာပြပြခဲ့ပါရယ်။သူမရဲ့ဆိုင်မှာအလုံးလာလို့သမျှရိုးသားချုပ်စားဖြူစင်တဲ့ဝန်ထမ်းလေးတွေအားလုံးကိုတေချာဆောင်ကြည့်ပြီးတော့နောက်ပိုင်းမှာတရားဝင်စာချုပ်စာတမ်းနဲ့မွေးစားသွားမှာပါ။မြတ်သူရဲ့စိတ်သဘောထားကတော့သူမအပေါ်မှာတစ္ဆာရှိပြီးတော့ရိုးသားစူးစမ်းတဲ့ဝန်ထမ်းတွေကိုထိုက်တဲ့လာစာတွေအပြင်သူမရဲ့အမွေကိုပါစက္ကန့်ခွင့်ပေးသွားမှာဖြစ်ပါတယ်။မြတ်သူကအရင်တုန်းကလည်းဝန်ထမ်းလေးတွေအပေါ်မှာမိဘတယောက်လိုမျိုးလိုလင်သိမရှိအောင်ဂရုစိုက်ခဲ့တဲ့မင်းသမီးတယောက်ပါ။အနုပညာအလုံးနဲ့ဆိုင်အလုပ်တွေကိုစူးစမ်းနေတဲ့အပြင်ဝန်ထမ်းတွေအပေါ်မှာလည်းအစားအစာအရာရာဂရုစိုက်ပေးနေတာကတော်ရုံရီမှာမရှိနိုင်တဲ့စိတ်ထားကောင်းလေးပဲဖြစ်ပါတယ်။မြတ်သူကတော့ဆိုင်ကဝန်ထမ်းလေးတွေနေမကောင်းဖြစ်ရင်တော့ညာနဲ့တကောင်ကြီးပဲဖြစ်နေပါစေချက်ချင်းပဲအရေးပေါ်စိတ်ကူးတာပေးခဲ့တဲ့အထိဂရုစိုက်ပေးနေတတ်တာပါစိတ်ကူးတာစရိတ်တွေကိုလည်းသူမကပဲအကုန်ချခံခဲ့ပြီးဝန်ထမ်းတွေနေကောင်းကျန်းမာဖို့ကိုသာဦးစားပေးခဲ့တာဖြစ်ပါတယ်ဒါရင်မကဝန်ထမ်းတွေလိုအပ်တဲ့ iPhone တွေကိုတောင်မြတ်သူကဝင်ပေးခဲ့တာပါဒီလိုမျိုးမြတ်သူဘက်ကစေတနာအပြည့်အဝထားသလိုဝန်ထမ်းတွေဘက်ကလည်းဒီဆိုင်ကိုတိုးတက်ကြည့်ပါအောင်ပို့ပြီးတော့အောင်မြင်လာအောင်ရိုးရိုးသားသားကြွကြွဆဆလုပ်ကံပေးဖို့ပဲလိုအပ်ပါတယ်အခုဆိုရင်လည်းဆိုင်ဝန်ထမ်းတွေအများကြီးတွေကမှပထမဆုံးဝန်ထမ်းမလေးတယောက်ကိုအမွေစားအမွေခံသမီးအရင်အဖြစ်မိဘရေစီကနေခွင့်တောင်းပြီးတော့အတရဝင်မွေးစားခဲ့ပါပြီ။ပရိသတ်တွေကတော့မြတ်သူရဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့နောက်အခါမှာပြဿနာတွေတက်လာနိုင်မလား။ဝန်ထမ်းအားလုံးကိုမွေးစားလိုက်ရင်အမွေပြဿနာတွေရောရှိလာနိုင်မလားဆိုပြီးတော့စိုးရိမ်နေကြပါရယ်။ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောဆိုင်ကဝန်ထမ်းတွေအကုန်လုံးကိုအမွေစားအမွေခံသားသမီးအဖြစ်တရားဝင်မွေးစားသွားမယ်ဆိုတော့မင်းသမီးမြတ်သူရဲ့ဆုံးဖြတ်ချက်အပေါ်မှာဘလို့ထင်တယ်လဲဆိုတာကိုပြပြခဲ့ပါအောင်နော်။